တချို့က၅ပါးသီလကို2ပါးလောက်စောင့်ရင်ပြီးတယ်1ပါးလောက်စောင့်ရင်ဒီလိုပြီးတယ်လို့ထင်တယ်မဟုတ်ဘူး5ပါးသီလကလျှော့စရာမရှိဘူးเนาะ5ပါးသီလဟာ5ပါးလုံးပြည့်စုံအောင်စောင့်နိုင်ရင်စောင့်မစောင့်နိုင်လို့1ပါးသီလ2ပါးသီလဆိုရင်ဉာဏ်ဒုက္ခပေးမှာပဲသိချ5ပါးသီလသည်ဝါရိတသီလမျိုးခေါ်တယ်စာရိတလို့မခေါ်ဝါရိတဆိုတာတားမြစ်ထားတာမလုပ်အောင်ဘာကြောင့်မလုပ်ရတာတုံးလို့ဆိုရင်စဉ်းစားကြည့်ပေါ့ဗျာမိကိုကင်ရင်မပူဘူးလားဘယ်သူကင်ပူတာပဲထို့တူပဲ5ပါးသီလလွန်ကျူးရင်ဘယ်5ပါးသီလပဲဖြစ်ဖြစ်လွန်ကျူးလို့ရှိရင်တော့ခုနမီးလောင်ခံရတယ်လို့သူ့ရဲ့တုံ့ပြန်မှုခံရမှာပဲအလုံးသိတဲ့အတိုင်းဟောဒီ5ပါးသီလဒါကြောင့်မို့လို့ခါဖို့ပစိုးခဲ့လို့မြဲအောင်ထိန်းရမယ်လို့ဆိုအဲ့တော့5ပါးသီလနဲ့ပတ်သက်လာလို့လူတိုင်းသိခုနလည်း5ပါးသီလစောင့်တည်လိုက်ကြပါဏာတိပါဒဝေရမဏိသိက္ခာပရံသမာဓိယသူများတဲ့တတ်ချင်းမှရှောင်ပါတယ်ဆိုတာဒီလောက်လေးနဲ့ပြီးလာဆိုမပြီးသေးဘူးနော်5ပါးသီလပြည့်စုံအောင်စောင့်တည်နေကိုမှတ်ထားဖို့လိုတယ်ရှောင်ယုံရှောင်နေတာနဲ့မပြီးသေးဘူးရှောင်ယုံရှောင်တယ်ဆိုတာဟုတ်လားအစင်မတင်သေးရင်ဖြစ်နေသေးလို့ရှောင်တာမဖြစ်ရင်မရှောင်ဘူးဆိုတာဖြစ်လာအောင်မယ်တော့ကြာလားအဲ့တော့ပါဏာတိပါဒရှောင်ခြင်းတယ်ဆိုတဲ့ဟာရဲ့နောက်ကရှောင်တယ်ဆိုတာလှုပ်တာကိုပြောတာမဟုတ်ဘူးမလှုပ်နဲ့လို့ပြောတာပဲရှိသေးတယ်လှုပ်တဲ့နာပါသေးတယ်ဟုတ်ကဲ့လားမြတ်စွာဘုရားရဲ့တရားတော်တွေထဲမှာမလှုပ်ရဘူးဆိုတာရဲ့လှုပ်ရမယ်ဆိုတာရဲ့နှစ်ခုတွဲလာတယ်ကဲသူ့အသက်တတ်ချင်းမှရှောင်တယ်ဆိုရှောင်ယုံရှောင်ရင်ပြီးရောလားဆိုမဟုတ်ဘူးလောက်အောင်မှကြံသေးတယ်ဒါကြောင့်မို့မြတ်စွာဘုရားက5ပါးသီလနဲ့ပတ်သက်ပြီးပါဏာတိပါဒပฏิဝိရတောဟောတိပါဏာတိပါဒကရှောင်တယ်လောက်အောင်မှဘာတွေတော့ဆိုရင်နိဟိတဒံတော်နိဟိတတ္ထောတတ္တဝါတွေကိုတတ်ဖို့ဆိုတဲ့ဒုတ်တွေဓာတ်တွေလက်နက်တွေကိုယ်စီမှာမထားရဘူးတဲ့ဟောတာလည်းပါသေးတယ်နော်ပါဏာတိပါဒကရှောင်တယ်ဆိုမဲ့တချို့ကတော့အိမ်မှာဓာတ်လေးတော့ထားလိုက်သေးတာလက်နက်ကလေးတော့တစ်ခုတော့ထားသေးတယ်ဘုန်းကြီးတို့အမေရိကသွားတော့ကအမေရိကန်ကဗမာတကာတယောက်ဆွမ်းစားလာပင်ကားတကာဖွင့်ပြီးတော့ဘုန်းကြီးတို့ကားပေါ်လက်တက်ကားပေါ်မှာအထိုင်သူကလည်းကားပေါ်တက်ကားမောင်းကနေမှရှေ့ကအံပုံးလေးဖွင့်လိုက်တဲ့အခါကျတော့အံပုံးတွေက6ဆိုဘုန်းကြီးခြေတော်နားမှာ6လုံးပြူးကြီးကကြာလာအဲ့လို6လုံးပြူးကြီးကြာလာတော့သူကအာနာတော့ဘယ်လိုလျှောက်တော့ဆိုရှင်ဗျာဒီနိုင်ငံမှာတော့ဒါလေးကဆောင်းထားသေးတယ်ဒါမရှိလို့မဖြစ်ဘူးလေသဘောကတော့ကိုယ်လာမလုပ်ရင်တော့ပါဏာတိပါဒကရှောင်ပါပဲလုပ်မယ်ဆိုရင်ကျွလွန်အောင်မယ်ဆိုအတိတ်ပဲမျိုးပြမနေဘူးလားမြတ်စွာဘုရားကတော့အဲ့လိုမဟုတ်ဘူးနိဟိတဒံတော်နိဟိတတတ္ထောသူတစ်ပါးတတ်ဖို့လက်နဲ့ဆိုထားကုန်မထားနဲ့တဲ့ဆိုပါတော့အချိန်ကရင်တော့ဟုတ်လားရှင်စေးလေးနဲ့ပန်းပြီးတော့ဖြန်းဖို့ရတယ်ထားရင်ဒါပါဏာတိပါဒကရှောင်တယ်ဆိုရင်ပဲလို့ရှူးရှူးလောက်လိုက်ရင်တော့အဲ့ဒါရှင်ကိုတတ်တဲ့လက်နဲ့ကိုတော့ထားနေသေးတယ်ကိုယ်တိုင်မတတ်တော့ဟုတ်ကဲ့လားအဲ့တော့ပါဏာတိပါဒကရှောင်တယ်ဆိုရင်ပဲလို့မပြည့်စုံဘူးလို့ပြောရမှာဒါတွေမကဘူးမြတ်စွာဘုရားကလောက်ရမှာတွေဘာတွေပြောလို့လစ်စီတဲ့ရှက်ရမယ်တဲ့တတ္တဝါတွေအသက်ကိုတတ်ရမှာကိုရှက်ကိုရှက်ရမယ်စိတ်ကိုရှက်တာဘာကောင်းမှမတတ်ဘူးကိုလာတတ်လဲသူများကိုတော့ပြန်မတတ်ဘူးဆိုတဲ့ဒီတတ္တဝါတွေရဲ့အသက်ကိုတပ်ဖြတ်ခြင်းဆိုတဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ရှက်စရာလို့မြင်ရမယ်တဲ့ဒါတခုအခါပေးအချိန်နေပေးလာလို့ရှိရင်မတတ်တာရင်ခုခံတဲ့အနေနဲ့ဆိုတာမျိုးလာအောင်အကြောင်းကအမျိုးမျိုးပြတာလေကိုလာမထိနဲ့ထိရင်တော့လေဟုတ်လားသိခံခြင်းဆိုတာလို့ကြားနေပြီနော်သီလလုံးနေဆိုတာအဲ့ဒါတွေအကုန်လုံးလုံတာကိုပြောတာငါးပါးသိကဲနောက်တစ်ခုအဋ္ဌိဏဒါနဆိုသူများပစ္စည်းတော့မခိုးဘူးဆိုယုံလေးနဲ့ရှောင်ယုံလေးနဲ့ပြီးလာလို့ဆိုမပြီးဘူးလောက်ရမှာပါတော့ဒိဏဒါယီသူများပေးတာကိုသာကြိုက်တယ်ပေးတဲ့ဟာကိုသာယူတယ်ဒိဏပฏิကင်ခိပေးတာကိုသာကြိုက်တယ်အဋ္ဌိနေနသူစိပုတေနအတ္တနာဘယ်လိုနည်းနဲ့မှသူများပစ္စည်းကိုသိ၍ဖြစ်စေမသိ၍ဖြစ်စေသူများပစ္စည်းကိုလိန်လီကောက်ကျစ်ပြီးတော့ယူတာမျိုးလုံးဝမလုပ်ဘူးတဲ့ကိုယ့်ရဲ့သိက္ခာကိုထိန်းတယ်လို့ဆိုလို့လေနော်အဲ့ဒါမှအဋ္ဌိဏဒါနလုံတာအနုဆိုလို့ရှိရင်မလုံဘူးတဲ့ဟောဒီသိက္ခာဘုတ်ကဒီချက်မှပြည့်စုံတာအဋ္ဌိနေနသူစိပုတေနအတ္တနာလုံးဝကိုတန်ရှင်းတယ်သူများပစ္စည်းဆိုရင်တပြားတစ်ချက်မှမပါစေရဘူးသူများပစ္စည်းကိုထဲမှာဟောအဲ့ဒါလို့စင်ကြယ်မှအဋ္ဌိဏဒါနဝေရမဏိသိက္ခာဘုတ်ဆိုတာစင်ကြယ်တယ်ကာမေတုမိစ္ဆာစာရနဲ့ပတ်သက်လာလို့ရှိရင်ဒါထင်ထင်ရှားရှားအမျိုးသားတွေနဲ့ဆိုရင်ဟာလားအမျိုးသမီး20ပြမကျူးလွန်တာမျိုးမရှိရဘူးအမျိုးသမီးတွေကဆိုလို့ရှိရင်မိမိရဲ့အိမ်တော်ရဲ့သားကလွယ်ရင်မကျူးလွန်ရဘူးဆိုတာမျိုးစီကံချက်သတ်မှတ်ထားတဲ့အတိုင်းကျန်တာဆိုလို့ရှိရင်စိတ်ကူးတဲ့တောင်မထဲ့တာမျိုးအဲ့ဒါမှလုံခြုံတယ်လို့ဒီလိုပြောတာเนาะစိတ်နဲ့တောင်မပြစ်မှားတာမျိုးထိအောင်လုံခြုံအောင်ထားတယ်
နောက်မုဒဝါဒလိန်တော့မလိန်ဘူးဒါပေမဲ့မှန်ကန်ကန်တော့မပြောဘူးဆိုရင်ဒီသိက္ခာပုဒ်မလုံသေးဘူးသူကလိန်တော့မလိန်ဘူးလေဒါပေမဲ့မမှန်တာတော့ပြောတယ်အေးမုဒဝါဒမှာဘာဖြစ်တော့ဆိုရင်မုဒဝါဒပฏิဝိရတောလိန်လီလီစားပြောကြခြင်းမှာရှောင်တယ်တဲ့ရှောင်ယုံနဲ့မပြီးသေးဘူးသစ္စာဝါဒီမှန်တာကိုသာပြောရမယ်သစ္စာတန်တော်ရှေ့စကားလည်းမှန်တယ်နောက်စကားလည်းမှန်အေးဒီနေ့တော့မှန်တာပြောလိုက်တယ်လက်ပြန်ကျတော့လိန်တယ်ဆိုမဟုတ်သေးဘူးဘယ်တော့မှမလိမ်ဘူးအမြဲတမ်းအမှန်ကြီးပဲပြောတယ်သစ္စာဝါဒီသစ္စာတန်တော်ထေတော့ဒီပုဂ္ဂိုလ်ကသိစိတ်ချရတယ်ပတ်ဝန်းကျင်ကဒီလူကမဟုတ်တာဘယ်တော့မှမလုပ်ဘူးမဟုတ်တာမပြောဘူးစိတ်ချယုံကြည်ရတယ်လို့အများရဲ့ confidence ရတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရမယ်အဝိတံဝါဒကောလောကတလောကကြီးကိုဘယ်တော့မှလွဲချောင်အောင်မလုပ်ဘူးလို့ဆိုဟုတ်လားအတုကိုအစစ်ဖြစ်အောင်ဘယ်တော့မှလုပ်ပြီးမပြောဘူးအတုဟာအတုအစစ်ဟာအစစ်ဘယ်တော့မှမှားယွင်းသူတစ်ပါးမှားယွင်းတော့မလုပ်ဘူးတဲ့အဲ့ဒီကြတော့မှမုတ္တဝါဒဝေရမဏိဆိုတဲ့သိက္ခာပုဒ်ကပြည့်စုံတယ်လို့တဲ့မှန်တာပြောဖို့လိုသေးတယ်လိမ့်လီလီစားမပြောခြင်းနေမှန်တာလည်းပြောရမယ်လို့ဆိုလို့တယ်ဒါမှမုတ္တဝါဒဝေရမဏိသူရမေရိယမစ္ဆပမာရတနာတချို့ကလည်းဆေးဖြစ်ဝါဖြစ်ကလေးဆိုတာလာသေးတာဘလောက်ပဲတောက်မွေးဆေးဝါဆိုတာခန္ဓာကိုယ်မှာလူရဲ့ခန္ဓာကိုယ်ရဲ့ဒီအုံနောက်သွားထိခိုက်တာတော့မှန်ဆရာဝန်တယောက်ကပြောဘူးလေနည်းနည်းတောက်လဲပဲလူရဲ့ဒီသွေးသားတဲ့ရောက်သွားတာနဲ့တကြိုင်နဲ့သူက changes ဖြစ်သွားတယ်တဲ့အဲ့တော့တချို့ကပြောတယ်အရဲ့ကြိုက်လို့တောက်မဆူမပူကိုယ့်ကိုယ်အိတ်ဘာမှဖြစ်ဘူးလို့ဒီလိုထင်ကောင်းထင်အကုသို့မလုပ်လို့အကုသို့မဖြစ်ဘူးလို့ထင်မဟုတ်ဘူးအဲ့ဒီအရေးဟာမဝင်သင့်တဲ့အရေးဖြစ်လို့သွေးသားတဲ့ရောက်သွားတာနဲ့တကြိုင်နဲ့ဒီလူဟာထိခိုက်သွားပြီမကောင်းမှုဆိုဒီမှာသူကစံ၃ခုနဲ့တွက်ရတယ်။ဘာစံ၃ခုလို့ဆိုရင်ကိုယ့်ကိုထိခိုက်ရင်မကောင်းမှုသူများကိုထိခိုက်ရင်မကောင်းမှုကိုရောသူရောနှစ်ဦးလုံးကိုထိခိုက်ရင်မကောင်းမှုလို့ဒီလိုသတ်မှတ်တယ်။ကဲအရက်တောက်တဲ့ပုဂ္ဂိုလ်ကသူများကိုမထိခိုက်ပါဘူးတဲ့သူကသူကြိုက်လို့တောက်တယ်။ဘယ်သူထိခိုက်တော့သူထိခိုက်တယ်။အဲ့ဒီအရက်ကလေးဝင်နေတဲ့အချိန်လေးမှာသူစိတ်ဟာမှန်ကန်တဲ့စိတ်မရှိတော့မှန်ကန်တဲ့စိတ်မရှိဘူး။သူကသူဘယ်သူမှဘာမှမလုပ်ပေမဲ့လို့မူးနေသည့်အချိန်လေးပိုင်းလေးမှာသူ့မှာပညာရဖို့စီးပွားရဖို့ဆိုတဲ့အလုပ်တွေထိခိုက်သွားတယ်။နောက်ဆုံးမှာတဖြည်းဖြည်း hallucination လို့ခေါ်တယ်။အရက်ကလွန်လာတဲ့အခါကျတော့တဖြည်းဖြည်းလူကအမြင်တွေအထင်တွေကပြောင်းလာတယ်။မှန်မှန်ကန်ကန်ပုံမှန်မြင်တာမျိုးမဖြစ်ဘူး။အဲ့တော့ဘယ်သူထိခိုက်တုံးဆိုရင်အရက်ဟာတောက်တဲ့လူထိခိုက်။တောက်တဲ့လူထိခိုက်တာလည်းမကောင်းဘူးလို့ပြောရတယ်။သူကိုယ်တိုင်ထိခိုက်သူကိုယ်တိုင်ထိခိုက်ရင်သူနဲ့ဆက်ဆက်နေတဲ့မိသားစုလည်းထိခိုက်တာပေါ့ဗျာ။သူ့ကိုမိပြီးတော့နေရမယ့်ပုံကိုယ်တွေတော့မဟုတ်သူနဲ့အကြောင်းပြုပြီးတော့နေရတဲ့ပုံကိုယ်တွေဟောထိခိုက်လာတာမထိခိုက်ဘူးဆိုတာတော့မဟုတ်ထိခိုက်တယ်ကိုကျိုးအတွက်လည်းထိခိုက်တယ်သူများအကျိုးအတွက်လည်းထိခိုက်တယ်ဒါကြောင့်မို့လို့သူရမေရယဆိုတဲ့ဒီမူရစ်နဲ့ပတ်သက်လာလို့ရှိရင်လည်းပဲလုံးဝရှောင်ကျင်တာဟာအကောင်းဆုံးပဲသောတာပန်ပုဂ္ဂိုလ်တွေကြတော့ဆိုတာအရက်နဲ့နှုတ်အရက်နဲ့ရေနဲ့ရောတိုင်လည်းပဲရေပဲဝင်မယ်အရက်မဝင်ဘူးဆိုတာလုံးဝရှောင်ကျင်တဲ့သဘောကိုပြောတာနော်လုံးဝဒါမျိုးကိုသူတို့ခန္ဓာကိုယ်ထဲမှာအဝင်မခံဘူးတဲ့ဝိရထားနဲ့ပတ်သက်လာလို့ရှိရင်အေးဒီလိုသီလတွေနဲ့ပြည့်စုံလို့ရှိရင်ဒါဥစ္စာတစ်ခုကိုမှပြည့်စုံတယ်လို့ပြောတယ်ကိုချင်းတရားဆိုတဲ့ဥစ္စာဘလောက်တန်ဖိုးရှိတယ်လဲလို့ဆိုလို့ရှိရင်သီလဆိုတဲ့ကိုချင်းတရားဥစ္စာဘလောက်တန်ဖိုးရှိတယ်လဲဆိုရင်လူလောကသီလကိုဘာနဲ့ဥပမာပေးလို့ဆိုရင်သိင်္ဂီရွှေခွက်နဲ့ဥပမာပေးတန်ဖိုးရှိတဲ့ရှင်သေးစီဒီသိင်္ဂီရွှေခွက်ထဲမှာသာတည်နိုင်တယ်လို့လူတွေရဲ့တဏ္ဍာမှာရှိတဲ့ကုသိုလ်တရားတွေဖြစ်နိုင်တဲ့ကုသိုလ်တရားတွေဟာသီလဆိုတဲ့ရွှေခွက်နဲ့ခံထားမှတည်နိုင်တယ်သီလပြတ်ထားတဲ့တိုင်နဲ့ချမ်းသာတွေအကုန်လုံးပြတ်သွားနိုင်တယ်ဒါကြောင့်မို့လို့သီလဆိုတာဟာရွှေခွက်လိုပဲကုသိုလ်တရားတွေရဲ့တရားမိယာလို့ဒီလိုစာပေကျမ်းကမှာဖွင့်ဆိုထားတာနော်ဘာအင်္ဂလိပ်လိုတော့သူက morality လို့ခေါ်တော့ပေါ့ဒီ morality ဆိုတာသိအရေးကြီးတာပဲလူရဲ့ dignity လူရဲ့ဂုဏ်အရေးဟာဒီပေါ်မှာရှိကိုကျင်တရားပြတ်သွားတာနဲ့တပြိုင်နက်ကျန်တဲ့အရေးသွေးတွေအကုန်ကျသွားဒါကြောင့်မို့လို့လူလောကလူရဲ့အရေးသွေးတွေအလုံးဒီကိုကျင်တရားပေါ်မှာရှိတယ်လို့ဒါကြောင့်မို့သီလဆိုတဲ့ဥစ္စာအမတန်မှအရေးကြီးပါတယ်လို့ပြော